ဆွဲလန်းတစီမတူဇော်ရဲ့ဘင်ကိုအတန်မဟုတ်ဖိနေယောက်ျားကြီးတယောက်ရဲ့အတန်ဖြစ်နေတာကြောင့်အားလုံးအံ့အားတသင့်ဖြစ်သွားကြပါတယ်ရုပ်ကလေးရုပ်ဆူဆူလူတယောက်လိုမျိုးရုပ်ကပြောင်းသွားတာကြောင့်မလို့မိမတချို့လန့်ပြီးတော့နောက်ကိုဆုတ်သွားပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျမိန်နိုင်အေကို channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းတို့ချောင်းဦးရေးသားထားတဲ့ဆွဲလန်းတစီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့မိန်နိုင်အေကို channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းခန်းစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကဘေးနားကနိုတီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီခင်ဗျာညရဲ့အမောင်ရဲ့ကအမြဲတွန်တွဲနေတဲ့အရာနှစ်ခုပါညရောက်တာနဲ့အမောင်တွေကလည်းလောကကြီးလေးကိုတစချင်းနေဝင်ရောက်လာကြပါတယ်ပြီးတော့ညကဘာကြီးတစ်ခုလုံးကိုပိမ့်ပိတ်မှောင်မဲအောင်လို့လှုပ်ပြလိုက်ပါတယ်ညကာလကိုရောက်တာနဲ့ထိတ်လန့်စရာအမောင်